ဘဝမှာပန်းတိုင်ရှိလာတဲ့အခါငါဘာလို့မွေးလာတာလဲဆိုတာကိုပြန်မေးเสียမလိုတော့ပါဘူးကျွန်တော်တို့ဘာကြောင့်သက်ရှင်နေရတာလဲလူတော်တော်များများကတွေးမိပါလိုက်မယ်ဘာလို့များဘဝမှာရှောက်လန်းနေရတာအားမရှိသလိုခံစားနေရတာပါလေဘာလို့များတနေ့တနေ့မနဲ့ဆိုထကိုမထကြင်ဘူးဖြစ်နေတာဘာလို့လဲဘာလို့လှုပ်ဖို့စိတ်မပါတာလဲဘာလို့များနောက်ကြည့်ချိန်နဲ့စိတ်ပြက်ပြီးတော့တနေ့တနေ့ဆိုတာဘာအဓိပ္ပာယ်မှမရှိသလိုပါပဲလားဘာကြောင့်လဲဆိုတော့ပန်းတိုင်ဆိုတာဘဝမှာရေးကြီးဆုံးအရာဖြစ်နေလို့ပါပန်းတိုင်ဆိုတာသက်ရှင်နေရခြင်းရဲ့အဓိပ္ပာယ်တစ်ခုပဲဖြစ်ပါတယ်ခိစ္စတစ်ခုကိုအောင်မြင်အောင်လှုပ်ရှင်တဲ့စိတ်ကိုဖြစ်စေတဲ့အဓိပ္ပာယ်ပေါ့နော်ဒါကြောင့်ဘဝမှာပန်းတိုင်ရှိလာရင်ငါဘာလို့မွေးလာတာလဲဘာလို့သက်ရှင်နေတာလဲဘာလို့ဖို့မွေးလာတာလဲဆိုတာကိုထပ်မေးเสียမလိုတော့ပါဘူးအဲ့ဒီပန်းတိုင်ကပဲကျွန်တော်တို့ရဲ့မေးခွန်းတွေအားလုံးကိုဖြည့်ပေးသွားပါလိမ့်မယ်ကျွန်တော်တို့ဟာကျွန်တော်တို့ဘဝမှာလိုချင်ဆုံးအရာတစ်ခုအတွက်ကျွန်တော်တို့မွေးဖွားလာတယ်ဆိုတာကိုကျွန်တော်တို့သိရပါလိမ့်မယ်ကျွန်တော်တို့လိုချင်တဲ့အရာတစ်ခုအတွက်သက်ရှင်လာတာကိုလည်းကျွန်တော်တို့သိရပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့အရာတစ်ခုအတွက်ဘာလုပ်ရမလဲဆိုတာကိုပါကျွန်တော်တို့သိရပါလိမ့်မယ်ကျွန်တော်တို့ဒါဘဝရဲ့ပန်းတိုင်ကိုသိချာသိမယ်ဆိုရင်ဘဝမှာတခါမှမခံစားဘူးတဲ့စွမ်းအားမျိုးကိုခံစားရပါလိမ့်မယ်အခွင့်အရေးတွေအခွင့်အလမ်းတွေရှာနိုင်ဖို့မလုပ်ဘူးတဲ့အလုပ်တွေကိုလုပ်ရဲလာမယ်ပင်ပန်းခံနိုင်မယ်တီးခံနိုင်မယ်အတိုင်းစားမရှိတဲ့စိတ်တွေနဲ့ရေကောင်ရေကန်းလုံနိုင်တယ်တော်ပြီဒါမှမဟုတ်ခြုံပေးလိုက်ပြီဆိုတဲ့စကားကမအောင်မဖြစ်မအောင်မြင်မချင်းဘရောမှမလာတော့ဘူးပေါ့နော်အဲ့တော့အဲ့ဒီပန်းနိုင်မရှိခင်ချိန်ထိကျွန်တော်တို့ဟာသက်ရှင်နေရတဲ့အပေါ်အဲ့ဒီလောက်ပြောစရာကောင်းမယ်လို့မထင်ခဲ့ဘူးအဲ့လောက်အင်အားတွေမရှိခဲ့ဘူးဘဝမှာမပိုင်ဆိုင်ရတဲ့အရာတစ်ခုအတွက်အဲ့လောက်တောင်ရင်မခေါင်ဘူးဆိုတဲ့ခံစားချက်မျိုးခံစားရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဘဝရဲ့ပန်းတိုင်ကကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိသမျှအကောင်းမြင်စိတ်တွေကိုဆွဲထုတ်ပေးနိုင်ပြီးတော့ဘဝမှာရှိတဲ့အရာတွေကိုကောင်းတဲ့အရာတွေကိုမြင်အောင်မျက်လုံးကိုဖွင့်ပေးနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒါကကျွန်တော်တို့တွေးမထင်ထားတဲ့အကြီးမားဆုံးပြောင်းလဲမှုတွေရဲ့စတင်တဲ့နေရာပဲဖြစ်ပါတယ်ဒါကြောင့်ဘဝမှာပန်းတိုင်တစ်ခုချမှတ်ပါကိုကဘဝကိုရောင်ချာချာဖြစ်လာပြီဆိုရင်သိကြတယ်ဒါကပန်းတိုင်မရှိလို့ပဲဖြစ်ပါတယ်